皆さんこんにちは。一緒に勉強しましょうの時間です。GAPT ကလည်းနီးလာပြီဆိုတော့ပြီးခဲ့တဲ့အပတ်တုန်းကဆိုလို့ရှိရင်ခန်းကြီးလေးတွေကိုဆွဲပြီးတော့ခန်းကြီးတစ်လုံးကနေပြီးတော့နောက်ထပ်ခန်းကြီးလေးတွေကိုမှတ်လို့ရအောင်လို့ပြပြပေးခဲ့ရပေါ့နော်။အဲ့တော့ဒီတစ်ပတ်မှာလည်းပဲအဲ့လိုမျိုးပဲခန်းကြီးတစ်လုံးကနေပြီးတော့နောက်ခန်းကြီးလေးတွေကိုလည်းပဲတည်ဝအောင်လို့ပေါ့နော်။ပြန်နှွှေးတဲ့သဘောမျိုးလေးပြန်ရေးကြည့်ကြမယ်ပေါ့နော်။ဒါဆိုရင်တော့စလိုက်ကြရအောင်။အဲ့တော့ပထမဆုံးတစ်လုံးကကျတော့ငွေချင်းခန်းကြီးလေးကနေစလိုက်မယ်ပေါ့နော်။ဒီ1 stroke ဆွဲလိုက်မယ်ပြီးတော့2 stroke ဆွဲတယ်ပြီးရင်3 stroke ဆွဲတယ်4 stroke ဆွဲတယ်။ဦးရောမီမာက U လို့ခေါ်ပြီးတော့ဦးရောမီမာကျတော့သူ့ကိုတိုမိုဆိုပြီးတော့ခေါ်တယ်ပေါ့နော်။အဲ့တော့ဒါကတော့ဂျပန်လိုတငယ်ချင်း friend တိုမိုဒါချီတိုမိုဆိုတဲ့ခန်းကြီးလေးရဲ့တငယ်ချင်းခန်းကြီးလေးပါ။ခန်းကြီးလေးကနေပြီးတော့မှဆက်ကြည့်သွားမယ်ပေါ့နော်အဲ့တော့နောက်ထပ်ခန်းကြီးလေးတစ်လုံးဆွဲကြည့်ကြမယ်အဲ့တော့နောက်ခုဒီ3 stone နဲ့4 stone ထဲမှာဒီလိုမျိုးအဲ့လေးထည့်လိုက်မယ်ဆိုရင်တော့သူ့ကိုဦးရောမီမာကစလို့လည်းခေါ်လို့ရရပေါ့နော်ပြီးနောက်ပြီးတော့ရှလို့လည်းခေါ်လို့ရရပေါ့နော်အဲ့တော့ခုံးရောမီမာဆိုရင်တော့သူ့ရဲ့တန်ထွက်လေးကဘာဖြစ်သွားမလဲဆိုတော့ hitari love ဆိုတဲ့ဘယ်ဘက်ခန်းကြီးလေးပေါ့နော်ဟုတ်ပြီဒါဆိုရင်ခန်းကြီးနောက်ထပ်တစ်လုံးတော့ဆက်သွားကြမယ်အဲ့တော့နံပါတ်3အနေနဲ့ကတော့ဒီအဲဆိုတဲ့နေရာလေးမှာဒီခါကျတော့ဘာဟုတ်ထည့်မှာလဲဆိုတော့ခုချီဆိုတဲ့ပါဇက်ကလေးခန်းကြီးကိုထည့်မယ်ပေါ့နော်အဲ့တော့သူ့ကိုဆွဲမယ်ဆိုရင်တော့ဒီကနေစဆွဲပါမယ်1 stroke ဆွဲမယ်2 stroke ဆွဲမယ်3 stroke 4 stroke 5 stroke အဲ့တော့ဒီခန်းကြီးလေးထည့်လိုက်မယ်ဆိုရင်သူ့ကိုကအုံရောမီမှာဆိုလို့ရှိရင်ရှူဆိုပြီးတော့လည်းခေါ်လို့ရတယ်ပြီးတော့ဥဆိုပြီးတော့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ခုံရောမီအတန်လေးကတော့ဘာဖြစ်သွားမလဲဆိုတော့ miki ဆိုတဲ့ညာဘက်ခန်းကြီးလေးဖြစ်မယ်ပေါ့နော်အခုဆိုလို့ရှိရင်ခန်းကြီးလေး3လုံးတည်သွားပြီပေါ့နော်ပထမခန်းကြီးလေးကကြတော့ဒီ1 stroke 2 stroke ထဲမှာဒီလိုမျိုးလေးဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒါက U ဆိုပြီးတော့ခေါ်မယ်သူတိုမိုဆိုတဲ့တိုမိုတာကြီးခန်းကြီးလေးဖြစ်သွားမယ်နောက်ခန်းကြီးလေးကကြတော့ဒီ1 stroke 2 stroke ဆိုတဲ့နေရာမှာပဲဒီလက်လိုမျိုးခန်းကြီးအစိပ်ပိုင်းလေးရဲ့ခြားထဲမှာဗာထည့်မှဆိုအဲလေးထည့်လိုက်မယ်ဆိုလို့ရှိရင်ကြတော့စလို့လည်းခေါ်လို့ရတယ်ဟီတာရီဆိုတဲ့ညာဘက်ဟီတာရီဆိုတဲ့ဘယ်ဘက်ခန်းကြီးလေးဖြစ်သွားမယ်ပေါ့နော်အဲ့တော့နောက်ခန်းကြီးလေးတစ်လုံးကတော့ဟောဒီမှာသူကဒီအဲဆိုတဲ့နေရာလေးမှာဒီတစ်ခါကျတော့ခုချီပါဇက်လေးကိုထည့်လိုက်မယ်ဆိုလို့ရှိရင်တော့မီကီဆိုတဲ့ညာဘက်ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့ဒီနှစ်ခုကိုဒီခန်းကြီးလေးနှစ်ခုကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်စ U ဆိုတဲ့ပညာခန်းကြီးလေးဖြစ်သွားမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်နောက်တစ်ခန်းကြီးလေးတစ်လုံးသွားကြည့်မယ်ပေါ့နော်ဒီမီကီဆိုတဲ့ညာဘက်ခန်းကြီးလေးရဲ့အပေါ်မှာရှိတဲ့ဒီအစွန်းလေးကိုဖြုတ်လိုက်မယ်ပေါ့နော်1 stroke ဒီခါကျတော့အပေါ်ကနေစဆွဲဖို့ဒီမျိုးလေး2 stroke ဆွဲမယ်3 stroke သူကကြောက်တုံးခန်းကြီးလေးဖြစ်သွားမယ်ပေါ့နော်သူ့ကိုတော့ seki လို့ခေါ်လို့ရတယ်ချက်ခုတို့ပိုခုဆိုပြီးတော့လည်းခေါ်လို့ရတယ်ဒါပေမဲ့များသောအားဖြင့်ကတော့ဒီရှေ့က seki ဆိုတဲ့ဒီအတန်တွက်လေးကိုပဲဒီကသုံးတာများရပေါ့နော်သူကတော့ခုံးရောမီမှာ ishi ဆိုတဲ့ကြောက်တုံးခန်းကြီးလေးဖြစ်သွားပါမယ် stroke 2 stroke ကတော့အတူတူပဲအဲ့တော့ဟောရီယာ suki ဆိုတဲ့လက်ခန်းကြီးလေးဆွဲလိုက်မယ်ဆိုရင်သူ့ကိုအုံရောမီမှာက you လို့လည်းခေါ်လို့ရတယ်ပြီးတော့ u ဆိုပြီးတော့လည်းပြောလို့ရတယ်ခုံးရောမီမှာကျတော့အရုရှိသည့်ခန်းကြီးလေးဖြစ်သွားပါမယ်ဒါဆိုရင်ဒီနေ့အတွက်ကတော့ခန်းကြီးလေး9လုံးပြပြပေးခဲ့တယ်ပေါ့နော်တိုမိုဆိုတဲ့တကယ်ချင်းခန်းကြီးလေးကိုမှတ်လိုက်တာနဲ့သူ့ရဲ့3 stroke 4 stroke နေရာမှာအဲလေးထည့်လိုက်မယ်ဆိုရင် hitari miki ဖြစ်အောင်လို့ခုချီလေးထည့်လိုက်မယ်ဆိုရင်တော့ miki ရဲ့အပေါ်မှာထွက်နေတဲ့အစုံလေးကိုဖယ်လိုက်မယ်ဆိုရင်တော့ ishi ကြောက်တော့ပြီးတော့3 stroke 4 stroke နေရာမှာ suki လာလေးထည့်လိုက်မယ်ဆိုရင် aru ရှိသည်ဆိုပြီးတော့ခန်းကြီးလေး9လုံးရမယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအဲ့တော့အဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ် Nasan bye bye